မင်္ဂလာပါကိုလေးပါဒီဗီဒီယိုမှာမြန်မာနိုင်ငံရဲ့အင်အားကြီးအသင်းနှစ်သင်းဖြစ်တဲ့ရှမ်းယူနိုက်တက်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာရှမ်းယူနိုက်တက်ကစားသမားမက်ဆာကီအနေနဲ့ရန်ကုန်ကစားသမားကောင်းစီသူအပေါ်မှာကစားပုံကြမ်းတမ်းခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒိုင်လူကြီးအနေနဲ့မက်ဆာကီကိုဓာတ်ရိုက်အနီးကပ်ပြပြီးထုတ်ပယ်လိုက်တဲ့ဖြစ်စဉ်အပေါ်မှာအားလုံးနဲ့အတူတူကျွန်တော်အနေနဲ့ဆွေးနွေးသွားကြပါတယ်အဲ့တော့ဗီဒီယိုလေးကိုကြည့်လိုက်အောင်ကောင်းစီသူအနေနဲ့ရင်ပန်းနဲ့ထင်းလိုက်တဲ့အခြေအနေပေါ်မှာမက်ဆာကီဖျက်ထုတ်တာတော်တော်လေးကိုကျန်းတမ်းပြီးတော့မျက်နှာနဲ့ရင်ဘတ်ကိုကန်မိတယ်လို့ဖြစ်သွားတာပေါ့နော်အဲ့ဒီအချိန်မှာပဲတန်လူကြီးအနေနဲ့ချက်ချင်းရောက်လာပြီးတော့မက်ဆာကီကိုတော့ဓာတ်ရိုက်အနီးကပ်ပြပြီးထုတ်ပယ်လိုက်တဲ့အခြေအနေပဲဖြစ်ပါတယ်ဒီအခြေအနေမှာတော့အသင်းကောင်းဆောင်နန္ဒကျော်တို့ရောတခြားကစားသမားတွေရောတန်လူကြီးကိုစောလကတက်နေတာပဲဖြစ်ပါတယ်ရန်ကုန်အသင်းရဲ့ကစားသမားတွေနဲ့မက်ဆာကီနဲ့လည်းအချင်းများနေတဲ့အနေအထားကိုတော့ကျွန်တော်တို့မြင်တွေ့နေရတာပဲဖြစ်ပါတယ်ခုဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်တော်တော်လေးကိုအခြေအနေတင်းမာနေတဲ့မြင်ကွင်းကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်အသင်းကောင်းဆောင်နန္ဒကျော်နဲ့ဒေးဗစ်ထန်နဲ့ကတော့ကစားသမားတွေကိုလူစုခွဲနေတာကိုတော့မြင်တွေ့နေရပဲဖြစ်ပါတယ်မက်ဆာကီအနေနဲ့လည်းကောင်းစီသူနာကိုသွားပြီးတော့စကားပြောနေတာတော့ကျွန်တော်တို့အခြေအနေမှာမြင်တွေ့နေရတာပဲဖြစ်ပါတယ်ရုပ်သက်အနေပြကွက်တွေမှာတော့မက်ဆာကီရဲ့ဝင်ရောက်ပုံကတော်တော်လေးကိုကျန်းတမ်းပြီးတော့အန်နီရများတဲ့အခြေအနေကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ခြေထောက်ကပြန်ကျတဲ့အချိန်မှာမျက်နှာရောရင်ဘတ်ကိုရောကန်မိသွားတာပေါ့နော်ဒါရည်ရွယ်ချက်ရှိမရှိတိုင်လူကြီးအနေနဲ့ကိုပိုင် decision နဲ့ဓာတ်ရိုက်အနီးကပ်ပြလို့ရတယ်ဆိုတဲ့အခြေအနေမှာတော့အကျုံးဝင်ပါတယ်ဒီဘက်ကပြတဲ့အခြေအနေမှာလည်းကောင်းစီသူရဲ့အင်ကြီးပါပြဲသွားတဲ့အနေအထားကြီးကိုမြင်တွေ့ရပါတယ်မက်ဆာကီအနေနဲ့တော့ရန်ကုန်နီးပြတွေနဲ့ပါအချင်းများနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာကောင်းစီသူအနေနဲ့မက်ဆာကီကိုကွင်းပေးကိုသွားဖို့အတွက်ပြောနေအောင်မြင်တွေ့ရပါတယ်ဒီအချိန်မှာတော့ကောင်းစီသူကိုတော်တော်လေးကိုချီကျူးသွားခြင်းပါတယ်မြန်မာနေရှင်နယ်လိမှာဆိုလို့ရှိရင်ဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကြီးကျယ်အဲ့လိုရန်ဖြစ်တာတွေပဲဖြစ်တတ်တယ်ပေါ့နော်ဒါမဲ့လေဒီအခြေအနေကိုတော့ကောင်းစီသူအနေနဲ့တော်တော်လေးကိုထိမ့်ပြုမှုသွားတာကိုတော့မြင်တွေ့ရတာပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုကိုကြည့်ရှုပြီးသွားပြီဆိုတော့ဘောလုံးဝါသနာရှင်ညီကိုတွေနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မက်ဆာကီကိုဒိုင်လူကြီးအနေနဲ့ဓာတ်ရိုက်အနီးကပ်ပြတာကဖြစ်တင်လားမဖြစ်တင်လားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်နောက်ဆက်တွဲသတင်းတွေအနေနဲ့ရန်ကုန်ရဲတဲ့အသင်းရဲ့ official page ကနေပြီးတော့ထုတ်ပြန်ထားတာကတော့ကောင်းစီသူအနေနဲ့ဒီဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒါပွဲပြီးဆုံးတဲ့အချိန်မှာမူဝေတာအော့အန်နာမျိုးဖြစ်တဲ့အတွက်စေးရုံတင်ပြီးတော့ကုသမှုခံယူနေရလို့လည်းကျွန်တော်တို့ကြားသိရပါတယ်အဲ့တော့ကောင်းစီသူအနေနဲ့လည်းအမြန်ဆုံးသက်သာပါစေလို့ကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူတယောက်ချင်းတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ Happy New Year ပါကျွန်တော်ကတော့ကိုတီပဲဖြစ်ပါတယ်